အရင်ဆုံးခရမ်းရှင်သီးတွေကိုရေဆေးပြီးတော့အနေတော့တုံးထားပါမယ်ကျွန်တော်ကတော့ခရမ်းရှင်သီး3လုံးသုံးထားပါတယ်ကျက်သားပြီးကျက်သားနဲ့ခွန်ခွာပြီးရေစီအောင်ဆေးပြီးလှီးထားပါမယ်ကျဲဥပြုတ်ပါမယ်ကျဲဥခဏလုံးတုံးထားပါတယ်ကျက်သားဘူးနေထောင်းပါမယ်ကျဲဥပြောက်စုလိုက်ရင်ရေဆေးပြီးတော့အခွန်နာရပါမယ်အခွန်ခွာပြီးလို့ရှိရင်ထက်ရှမ်းရှမ်းထားပါမယ်တကယ်လို့အလုံးလိုက်ကြိုက်တယ်ဆိုရင်လည်းအလုံးလိုက်ထည့်လို့ရပါတယ်စီဦးတေးပါမယ်စီကျက်လာလို့ရှိရင်နွေးမုံစီသားပါမယ်ထောင်းတဲ့ကြွက်တန်ပြီးကြွက်တန်နေစီသားပါမယ်အပိတ်အနည်းငယ်ထည့်ပါမယ်အပိတ်မကြိုက်ရင်ငါးပြားအကြည့်ထည့်လို့ရပါတယ်ခရမ်းရှင်သီးထည့်ပါမယ်ခရမ်းရှင်သီးကိုအနှစ်ပြည့်တော့မွေပေးရပါမယ်ခရမ်းရှင်သီးအနှစ်ပြည့်တော့လို့ရှိရင်ရေထည့်ပါမယ်ပြီးလို့ရှိရင်အဖုံးအောက်ပြီး15မိနစ်လောက်ဆူလာအောင်ချက်ပါမယ်ဟင်းရိုးဆူလိုက်ရင်ကျဲဥထက်ရှမ်းခွေးထားတာတွေကိုထည့်ပါမယ်မကြီးမဲနေငယ်ထည့်ပါမယ်ဒါရှင်နာမကြိုက်ရင်လေးမထည့်လို့ရပါတယ်ဥကျဲခါနေရင်နံပင်လေးထည့်ပါမယ်ရှယ်ရလွယ်ကူပြီးအရသာရှိတဲ့ကျဲဥရှင်ဟဲရပါပြီကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လို့တွေ့ကြပါမယ်ဒီဟာလည်း